အားလုံးပဲမင်္ဂလာပါဒီနေ့တော့ခေါင်းတို့ရဲ့နာမည်ကြီးတိုးချန်တစ်ခုဖြစ်တဲ့ဒေခွန်လျောင်းရန်တဲမှုချန်ကိုရောက်ရှိနေပါတယ်ခုမြင်နေရတဲ့နေရာကတော့ဒေခွန်လျောင်းရန်တဲမှုချန်ရဲ့လူကြိုက်များဆုံးဖြူပွိုင်းနေတဲ့တစ်ခုဖြစ်ပါတယ်ဒီနေရာမှာဆိုတော့တိုးလေးတွေကိုအဓိကမြင်တွေ့နိုင်တယ်လို့စာကြွေးလို့လည်းရပါတယ်ဒေခွန်လျောင်းရန်တဲမှုချန်ကိုတော့1988ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီးတော့ကိုရီးယားရဲ့လူသိအများဆုံးတိုးချန်တစ်ခုလည်းဖြစ်ပါတယ်။ရာသီတိုင်းမှာတော့မတူညီတဲ့လှတရားတွေရှိပေမဲ့ရေဦးနဲ့နွေရာသီမှာတော့စိမ့်လန်းတဲ့မြက်ခင်းမြင့်ကြီးတွေကြောင့်တဘာဝဆန်တဲ့လောက်ပို့ပြီးတော့ခံစားရမှာပါ။ဆောင်းဦးရောက်ရင်ရွှေအောင်တောင်တန်းရှုခွင့်တွေကိုမြင်တွေ့ရပြီ။ဆောင်းဝတီရောက်ရင်တော့ဖြူအောင်နေဖုံလန်းလာတဲ့မြင်ကွင်းကိုခံစားရမှာပါ။အခုလိုအေးချမ်းတဲ့သဘာဝငွေတက်တွေကိုခံစားရတဲ့စိမ့်လန်းတဲ့တောင်တန်းကြီးတွေကြားမှာပုံလလှလေးလည်းရိုက်လို့ရတာကြောင့်ကိုရီးယားမှာရှိပြီးတော့မရောက်ဘူးတည်ရင်ပဲဖြစ်ဖြစ်ကိုရီးယားကိုလာဖို့စိတ်ကူးထားရင်ပဲဖြစ်ဖြစ်တစ်ခါတော့တွားရောက်လက်ပတ်ဖို့အကြံပြုချင်ပါတယ်ကျွန်တော်ဒီတိုးချန်လာမယ်ဆိုတော့ဒီဟျူကဲဆိုမှာကားထားပြီးတော့သွားမှာဖြစ်ပါတယ်ပတ်တစီနဲ့လာတာဆိုပြီးကိုပိုင်ကားနဲ့လာတာဆိုဒီဟျူကဲဆိုမှာကားထားပြီးတော့သွားမယ်ဆိုတော့အဆင်ပြေပါတယ်အခုလိုကိုရီးယားရဲ့လှပတဲ့နေရာလေးတွေကိုသွားမယ်ရဲ့ Facebook, YouTube, TikTok channel တွေမှာညစဉ်တင်ဆက်ပေးနေရဖြစ်လို့ follow and subscribe လုပ်ပြီးအားပေးလို့ရပါတယ်ခင်ဗျာ